စကားတကားကောင်းမှုဆိုရင်ခဏခဏပြန်ကြည့်တဲ့ညီကိုရှိတာအဲ့လိုလူတွေကဘယ်လောက်ကြီးကြီးယုံသွားတဲ့အချိန်တိုင်းတကားကျွန်တော်ဒီပြဆက်ပေးချင်ပါတယ်ဒီကားလေးက2017လောက်ကထွက်ရှိထားပြီးတော့ ITV စပေါ်ရဲ့စစ်ထီရရှိထားတဲ့ The Race ဆိုတဲ့အချိန်တိုင်းပဲဖြစ်ပါတယ်ဗျဒီကားလေးရဲ့ကြီးမပြောရမယ်ဆိုဇက်ကောင်မင်းသားပါဝင်တဲ့အထူးရဲတပ်ဖွဲ့ဝင်၄ယောက်ရှိတယ်ဒီနေ့မှာဒီ15ရက်ရှိတဲ့တိုက်ခန်းအိုတွေမှာလူတို့တွေမှောက်ကုန်နေတယ်ဆိုပြီးသူသတင်းရရှိတယ်နောက်ပြီးသူတို့၄ယောက်လုံးကိုလည်းဒီလူတို့ကောင်ကိုဖမ်းဖို့တာဝန်ကျလာခဲ့တယ်ပေါ့ကွာသူတော်ဖမ်းရမယ့်လူတို့ကောင်ကြီးကတာမန်လူမျိုးတွေလည်းမဟုတ်ဘဲနဲ့မြန်ချမ်းများပြီးကြောက်ဖို့ရန်ကောင်းတယ်ဒါအောင်မသိဘဲနဲ့သူတို့၄ယောက်ကဝင်ဖမ်းမိရကနေလူတွေထောင်ထားတဲ့ထောင်ချောက်တော့ရောက်ရှိသွားပြီးမိုးဆိုးကနေတားကောင်ပြန်ဖြစ်သွားပါလေရောအဲဒါပဲဒီအထူးတပ်ဖွဲ့ဝင်၄ယောက်အနေနဲ့ဒီလိုအနေဆိုးတွေကြားတဲ့ရတယ်ဘယ်လိုမျိုးတွေရင်စားပြီးလူမျိုးတွေကိုဖမ်းသွားမလဲဆိုတော့ကျွန်တော်တို့စိတ်ဝင်စားကြည့်ကြရမယ်အမိုက်သားရှင်ကောင်လည်းဖြစ်ပါတယ်ဗျဒီကားလေးကအဓိကအားသာချက်ကတခြားအရှင်ကားတွေလိုမျိုးပြစ်တာခါတာမျိုးမဟုတ်ဘဲနဲ့အမဆာတက်ကွက်တွေနဲ့တကားလုံးကိုရှယ်ကျန်းပြထားတာဖြစ်လို့အခါကြီးုံနဲ့အားမရပဲခဏခဏပြန်ကြည့်ရအောင်ကောင်းနေတာမိတ်ဆွေအရှင်ကားကြိုက်တဲ့လူရောက်ဆိုရင်စဉ်းစားမနေပဲတခြားဘောတော့ကြည့်နေတဲ့စကားတွေမှာပါတယ်ဗျโอเคမိတ်ဆွေကြည့်ချင်တယ်ဆို channel 1မှာကတော့တော့ပြီးကြည့်ရှုလို့ရတာပါပြီ channel ဝင်ကြီးကိုလည်းကျွန်တော်ပြင်ပြီးမှာအသေးစိတ်ရှင်းပြပေးထားတယ်ဗျမိတ်ဆွေကနားမလည်လို့ဆို comment မှာဟိုင်းကြည့်ပြီးတော့ကျွန်တော် channel လေးပြချပေးပါဗျကျွန်တော် channel 1စီလေးပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုပြီးတရားရောက်ပါတော့ကျေးဇူးပြုပြီးကြည့်ပါရစေဗျ